အားလုံးပဲမင်္ဂလာပါဗဟုသုတတွေတင်ဆက်ပေးနေတဲ့ Did you know နဲ့ AI မြန်မာ team ကနေကြိုဆိုပါရစေကျွန်တော်တို့ဤစက်ကြောဝလာသည်အလုံးကျဲပြန့်သည့်အဆုံးအစမရှိဟုထင်ရတော့အောင်အမခန့်ဖွယ်ကောင်းလာပါတယ်ထိုဆုံးအစမရှိသောနတ်နယ်မှုများထဲတွင်ကျဲများ၏အသက်ဆုံးရှုံးမှုမှာဖြစ်ပေါ်လာသောကျဲအသီးများဟုခေါ်သောထုံးစံသည့်အရာဝတ္ထုများရှိနေပါတယ်ဤကျဲအသီးများသည်ယခင်ကရောင်ဝါထင်ထင်လင်းခဲ့သောအလင်းတန်းများ၏အကွင်းကြံများဖြစ်ပြီးယခုအခါ၎င်းတို့၏စွမ်းအင်ကိုဆုံးရှုံးကာလူမတိသူမအောင်တေးသေးစိတ်တည်ရှိနေကြပါတယ်၎င်းတို့၏ပုံစံနှင့်သဘောတဘာဝသည်ကျွန်ုပ်တို့နက္ခတ်ထိပံပညာရှင်များအတွက်အလွန်စိတ်ဝင်စားဖွယ်ရာကောင်းလာပါတယ်ကြံအသီးများတွင်အဓိကအားဖြင့်၃မျိုးရှိပါတယ်ပထမတစ်မျိုးမှာကျွင်းချံကျဲပွင့်သို့မဟုတ်မီးခိုးရောင်ကျဲပွင့် white dwarf ဖြစ်ပါတယ်ဤကျဲများသည်နေကဲ့သို့အလဲအလအရွယ်စားရှိသောကျဲများ၏နောက်ဆုံးအဆင့်ဖြစ်ပါတယ်၎င်းတို့သည်၎င်းတို့၏အထူးကလောင်စာဖြစ်သောဟိုက်ဒရိုဂျင်ကိုကုံဆုံးသွားပြီးနောက်ကာဗွန်ညွန့်အောက်ဆီဂျင်တို့ဖြင့်ခွဲစည်းထားသောချစ်ချစ်လစ်လစ်အလောင်းကောင်များဖြစ်လာပါသည်၎င်းတို့သည်နီးအောင်တိုက်စားမှုမရှိတော့တော့လေအလုံးပူပြင်းပြီးတဖြည်းဖြည်းအေးဆက်သွားပါသည်ဒုတိယအမျိုးအစားမှာ neutron ကျဲneutron star ဖြစ်ပါတယ်။ဤကျဲမားသည်မိခိုးရောင်ကျဲကွစ်မားချက်ပုံမိုကြီးမားတို့ကျဲများ၏အဆုံးသတ်ဖြစ်ပါတယ်။လက်ခေါတို့သည်အလွန်ပြင်းထန်သောဆွဲငင်အားကြောင့်၎င်းတို့၏အတာများကိုပြိုကွဲစေကာပရိုတိုနှင့်အီလက်ထရွန်များကိုပေါင်းစပ်ယူနျူထရွန်ဓာတ်အဖြစ်သို့ပြောင်းလဲစေပါတယ်။ရလက်အနေဖြင့်အလွန်ကြည့်လက်ပြီးဒြပ်ထုတည်တဲ့မှုအလွန်များသောအရာဝတ္ထုများချစ်လာပါတယ်။လက်ဖက်ရည်စွန်းတစွန်းခန့်ရှိသောနျူထရွန်ကျဲ၏ဒြပ်ထုသည်ကဘာပေါ်ရှိတောင်တလုံးလောက်နှင့်ညီမျှနိုင်ပါတယ်။တတိယနှင့်အထူးခြားဆုံးအမျိုးအစားမှာအနက်ရောင်တွင်နဲ့ black hole ဖြစ်ပါတယ်။အနက်ရောင်တွင်နဲ့များသည်မိသည့်အရာကိုမှဖန်ဆီးလွတ်မြောက်စေနိုင်ခြင်းမရှိသောအလွန်ပြင်းထန်သောဆွဲငင်အားရှိသည့်ဒေတာများဖြစ်ပါတယ်။၎င်းတို့သည်အလွန်ကြီးမားသောကျယ်များ၏ဘဝကုံစုံခြင်းတွင်ဖြစ်ပေါ်လာလေရှိသည်။၎င်းတို့၏ဓာတ်ထုအလုံးသည်အလွန်သေးငယ်သောအမတ်တစ်ခုသို့ပြိုကျသွားပါသည်။အနက်ရောင်တွင်နဲ့ဤအနေနေမိတ်ကိုဖြစ်ရအလင်းEvent Horizon ဟုခေါ်သည့်ဤနေနေမိတ်ကိုကျော်လွန်သွားပါကမိသည့်အရာများပြန်လည်ရောက်ရှိလာနိုင်တော်မူမဟုတ်ပါကျွင်းကြံကျဲပွေများသည်၎င်းတို့၏တည်ရှိမှုကိုအလွန်နှီးကွဲသောအေခံမှုမှထင်ရှားစေပါသည်၎င်းတို့သည်အလွန်ပူပြင်းစွာစတင်ခဲ့တော်လေစကာဝလာ၏အသက်အရွယ်ထပ်ပင်ပို၍ကြာအောင်အလင်းရောင်ကိုထုတ်လွှင့်နေနိုင်ပါသည်အချင်းကြာလာသည်နှင့်အမျှ၎င်းတို့သည်ပို၍မောင်မိုက်လာသည်နောက်ဆုံးတွင်မငြင်းနိုင်သောအေခံထားသောကာဗွန်လုံးများထိသို့ပြောင်းလဲသွားမည်ဟုယူဆရပါသည်ဤအဆင့်သည်စကာဝလာ၏တက်တန်းထပ်ပင်ပို၍ကြာမြင့်သောကြောင့်ယနေ့တိုင်မသူများမမြင်တွေ့ရသေးပါနျူထရွန်ကျဲများသည်ပုံမိုတစ်ကြွစွာပေါရင်ပတ်သက်နေပါတယ်၎င်းတို့အများစုသည်ပုံစာများအထိတည်ရှိနေပါတယ်ပုံစာများသည်လင်းပြန်စွာလဲပိတ်နေသောနျူထရွန်ကျဲများဖြစ်ပြီး၎င်းတို့၏တန်လိုက်ဆက်ကွင်းမှာစွမ်းအင်ကိုအလင်းတိုင်းများအထိထုတ်လွှတ်ပါတယ်ဤအလင်းတိုင်းများသည်အလွန်တိကျသောအချိန်ပိုင်းခါများတွင်ကျွန်ုပ်တို့ထံသို့ရောက်ရှိလာပြီးကျွန်ုပ်တို့သည်၎င်းတို့ကိုကျဲဤလဲပတ်မှုနှင့်အတူမီးတီးကိုလဲပတ်နေသောအလင်းတိုင်းကသို့မြင်တွေ့ရပါသည်၎င်းတို့ဤလဲပတ်မှုနှုန်းသည်အလွန်တိကျပြီးနာရီတစ်စက္ကန့်ဤတန်းပေါင်းများစွာပို၍တိကျနိုင်ပါသည်အနက်ရောင်တွင်နှက်များသည်စစ်ကြဝဠာ၏အကြောက်ဆုံးနဲ့နားလည်ရာခက်ဆုံးအရာများထဲမှတစ်ခုဖြစ်ပါတယ်ဒီလောင်တို့၏ပြင်းထန်သောဆွေငင်အားကြောင့်အလင်းပင်ထွက်မလာနိုင်သည့်ကျွန်ုပ်တို့သည်၎င်းတို့ကိုတိုက်ရိုက်မမြင်နိုင်ပါထို့သော၎င်းတို့သည်၎င်းတို့ပတ်ဝန်းကျင်ရှိဖြစ်စည်းများအပေါ်တက်ရောက်မှုများမှတစ်ဆင့်၎င်းတို့၏တည်ရှိမှုကိုဖော်ပြကြပါသည်။ကျဲများသို့မဟုတ်တန်းငွေတင်တိုက်များကိုစုပ်ယူသောအခါဖြစ်စည်းများသည်အလွန်ပူပြင်းလာသည် X-ray များအဖြစ်ထုတ်လွှတ်ထုတ်လွှတ်ပါသည်။ X-ray များကိုထောက်လှမ်းခြင်းဖြင့်ကျွန်ုပ်တို့သည်အနက်ရောင်တွင်းနှက်များကိုရှာဖွေတွေ့ရှိနိုင်ပါသည်။အနက်ရောင်တွင်းနှက်များသည်မီများကြီးမားနိုင်သည်ကိုလည်းကျွန်ုပ်တို့သိရှိခဲ့ရပါတယ်။ Supermassive အနက်ရောင်တွင်းနဲ့ Supermassive black holes များသည့်နေထူထေပေါင်းတန်းပေါင်းများစွာမှဘီလီယံပေါင်းများစွာအထိရှိနိုင်ပါတယ်။ဤအနက်ရောင်တွင်းနဲ့များသည့် galaxy များ၏အလဲပေတွင်တည်ရှိနေလေရှိပြီး၎င်းတို့၏ဂလက်ဆီများ၏ဖြစ်တည်မှုနှင့်တိုးတက်မှုတွင်အရေးပါသောအခန်းကဏ္ဍမှာပါဝင်ပါတယ်။ကျွန်ုပ်တို့၏နှကောင်းငွေတိုင်ဂလက်ဆီနိုးအောင်ဤကျဲအတေများသည့်စစ်ကြဝဠာ၏တမိုင်းနှင့်အနာဂတ်ကိုနားလည်ရာအလွန်အရေးကြီးပါသည်။၎င်းတို့သည်ကျဲများ၏ဘဝဖြစ်စဉ်၏အဆုံးသတ်ကိုကိုးစားပြုံသာမက
၎င်းဝိတိုင်း galaxy များတည်ရှိပုံနှင့်၎င်းတို့၏ပြောင်းလဲမှုများကိုလည်းတက်ရောက်မှုရှိပါတယ်။ကျွန်ုပ်တို့၏စကြဝဠာသည်မေသူဆက်တင်ခဲသည့်မေသူတိုးတိုက်ခဲသည့်အနာဂတ်တွင်မေသူထွက်လာနိုင်သည်ကိုသိရှိရာဤကျဲအသည်များ၏ drop စင်များဖြန့်ချူခြင်းတွင်လည်းဤကျဲအသေးများကအခန်းကဏ္ဍမှာပါဝင်ပါတယ်။အထူးသဖြင့် supernova ပေါက်ကွဲမှုများမှာဖြစ်ပေါ်လာသော neutron ကျဲများဖြစ်သည်။ helium ထက်ပိုလေးသော drop စင်များဖြစ်သည့်ရွှေ platinum နှင့် uranium စသည်တို့ကိုဖန်တီးပေးပါတယ်။ဤ drop စင်များသည့်စကြဝဠာတွင်ဖြန့်ကျက်ခွာပြီးနောက်ဆုံးတွင်ကျွန်ုပ်တို့ကဲ့သို့သော crew များနှင့်သက်ရှိသတ္တဝါများဖြစ်ပေါ်လာရန်အထောက်အကူပြုပါတယ်။ကျွန်ုပ်တို့ခန္ဓာကိုယ်ထဲတွင်ရှိနေသောသတ္တုများတွင်အဝေးကကျဲများ၏အသေးခန္ဓာကိုယ်မှလာသည်ဟုဆိုနိုင်ပါတယ်။နက္ခတ္တိပံပညာရှင်များသည်ဤကျဲအသေးများကိုပုံမကောင်းမွန်စွာနားလည်ရန်အတွက်ကမ္ဘာပေါ်ရှိအင်အားကြီးမားသော telescope များနှင့်အာကာသအတွင်းရှိအာကာသအဝေးကြီးမှန်ပြောင်များ space telescope ကိုအသုံးပြုကြပါတယ်။ဥပမာအားဖြင့် Hubble အာကာသအဝေးကြီးမှန်ပြောင် Hubble Space Telescope နဲ့ James Webb အာကာသအဝေးကြီးမှန်ပြောင် James Webb Space Telescope တို့သည်အလွန်ဝေးကွာသောနေရာများမှာအလင်းများကိုဖမ်းဆီးရယူနိုင်ပြီးကျွန်ုပ်တို့ကိုကျဲအသေးများ၏အသေးသေးအချက်အလက်များကိုပေးစွမ်းပါတယ်။အေရှာဖွေမှုများသည့်နက္ခတ္တိပန်ဤနယ်နိမိတ်ကိုအဆက်မပြတ်ချဲ့ထွင်လေရှိပါတယ်။ကျဲအသေးများ၏ပုံစံများထဲမှတစ်ခုမှာမီးခိုးရောင်ကျဲပွင့်သို့မဟုတ်ကျွင်းကြံကျဲပွင့်ဖြစ်ပါတယ်။ဤကျဲများသည်၎င်းတို့၏အသက်တာ၏အဆုံးပိုင်းသို့ရောက်ရှိနေသောကျဲများဖြစ်ပြီး၎င်းတို့၏အဓိကလောင်စာဖြစ်သောဟိုက်ဒရိုဂျင်ကိုကုန်ဆုံးသွားပြီးဖြစ်ပါတယ်။၎င်းတို့သည်ပုံမှန်အားဖြင့်နေကဲ့သို့အလဲလအရွယ်စားရှိသောကျဲများမှဖြစ်ပေါ်လာပြီး၎င်းတို့၏အပြင်ပိုင်းအလွှာများကိုစွန့်ပစ်ခါအတွင်းပိုင်းဥတိုင်းကိုထားခဲ့ပါ။ဤဥတိုင်းသည်အလွန်ပူပြင်းပြီးဓာတုသိပ်သံမှုအလွန်များသောကာဗွန်နှင့်အောက်ဆီဂျင်အလောင်းကောင်ဖြစ်ပါတယ်။မီခိုးရောင်ကျဲပွင့်များသည့်မိနစ်အနည်းငယ်အတွင်းသကောက်တို့၏အပူချိန်ကိုထိမ့်သိမ်းထားနိုင်တော်လဲနောက်ဆုံးတွင်စကြဝဠာ၏အအေးဆုံးအချိန်အထိတဖြည်းဖြည်းအေးဆက်သွားမည်ဟုယူဆရပါသည်သကောက်တို့သည်မီးမလောင်တော်လဲသကောက်တို့၏အလွန်ပူပြင်းသောအပူချိန်ကြောင့်အလင်းကိုထုတ်လွှတ်နေစေပါသည်ဤအလင်းသည်အလွန်မိန်သည်အချိန်ကြာလာသည့်နှင့်အမျှပူ၍မောင်လာမည်ဖြစ်ပါသည်အနာဂတ်တွင်ဤကျဲပွင့်များသည်မမြင်နိုင်သောအမောင်ရာဝတ္ထုများအဖြစ်သို့ပြောင်းလဲသွားမည်ဟုခန့်မှန်းရပါသည်Neutron ကျဲများသည့်အလွန်အစွန်းရောက်အခြေအနေများကိုဖန်တီးပေးပါတယ်။၎င်းတို့၏အလွန်ကြစ်လက်သောသဘောတဘာဝကြောင့်အက်တမ်များ၏ရိုးရာယူဆများပင်ပျက်စီးသွားပါတယ်။ပရိုတိုများနှင့်အီလက်ထရိုများသည် Neutron များအဖေပေါင်းဆက်သွားပြီးအလွန်သိသန်သော Neutron နု Neutron စီတစ်ခုကိုဖန်တီးပေးပါတယ်။ဤ Neutron စိတ်များ၏မျက်နှာပြင်သည်တာမဏိထက်ပင်မာကျော်သောအရာများဖြင့်ဖွဲ့စည်းထားသည်ဟုယူဆရပါသည်။၎င်းတို့၏ဓာတ်လိုက်စက်ကွယ်များသည့်ကမ္ဘာပေါ်ရှိအင်အားကြီးမားစွာမှန်လိုက်အစားပေါင်းထရီလီယံပေါင်းများစွာပိုမိုတန်ပါသည်။ညူထရွန်ကျဲများသည့်အလွန်အမခန်းဖွေကောင်းသောဖီယက်ဆန်များကိုဖန်တီးပေးနိုင်ပါ၏။ဥပမာအားဖြင့်မက်ဂနီတာဟုခေါ်သောညူထရွန်ကျဲတမိုးသည်အလွန်ပြင်းထန်သောတန်လိုက်စက်ကွင်းကိုထုတ်လွှတ်ပြီး၎င်းသည်အာကာသအတွင်းရှိအရာများကိုပင်ပျက်စီးစေနိုင်ပါ၏။ဤမက်ဂနီတာများသည့်အလွန်ပြင်းထန်သော X-ray နှင့်ဂမ်မာရောင်ခြည်များကိုထုတ်လွှတ်နိုင်ပြီး၎င်းတို့သည်အလွန်ဝေးကွာသောနေရာများမှာပင်မြင်တွေ့ရနိုင်ပါသည်။ဤဖြစ်ရဆန်းများသည့်ကျွန်ုပ်တို့တည်တတ်နေကြနားလည်မှု၏အစွမ်းကိုတွင်ဖို့ပေးပါသည်။အနက်ရောင်တွင်တဲ့ຫນွေများပတ်သက်၍အရေးကြီးဆုံးအယူဆတစ်ခုမှာ singularity ဖြစ်ပါတယ်။ဤ singularity သည်အနက်ရောင်တွင်တဲ့ဤအလဲဘေဟိုတွင်တည်ရှိသည်ဟုယူဆရပြီးတထူးအလုံးသည်အစုံမဲ့တည်တယ်မှုရှိသောအလွန်တင်းငယ်သောအမတ်တစ်ခုသို့ပြုတ်ကျသွားပါတယ်။ထိုနေရာတွင်ယူပဗေဒဤနီမများပင်ပျက်စီးသွားသည်ဟုထင်ရပါတယ်။ကျွန်ုပ်တို့သည် singularity ကိုတိုက်လေ့လာရန်မဖြစ်နိုင်တော့လေ၎င်း၏အကျိုးသက်ရောက်မှုများသည်အနက်ရောင်တွင်တဲ့ဤအခြားအလွှားများကိုလွှမ်းမိုးနေပါတယ်။အနက်ရောင်တွင်တဲ့များသည်တကယ်ကိုအံ့ခန်းဖွယ်ရာများဖြစ်ပါလေ။၎င်းတို့သည်စကြဝဠာကိုပုံဖော်ရာတွင်အရေးပါသောအခန်းကဏ္ဍမှာပါဝင်ပါသည်။ Galaxy များ၏တိုးတက်မှုတွင်၎င်းတို့၏အခန်းကဏ္ဍသည်အလွန်အရေးကြီးပါသည်။အချို့သောအနက်ရောင်တွင်တဲ့များသည်၎င်းတို့ပတ်ဝန်းကျင်ရှိပစ္စည်းများကိုစုပ်ယူသောအခါအလွန်တောက်ကသောချက်လျက်များကိုထုတ်လွှတ်ပြီး၎င်းတို့သည်မီဒီယာကိုအလွန်အမင်းအပူပေးက Galaxy များ၏ကြီးထွားမှုကိုဟန့်တားတင်ပါသည်။ကျဲအသေးများ၏လေးလာမှုသည်ကျွန်ုပ်တို့၏စကြဝဠာအကြောင်းကိုနှက်နယ်စွာနားလည်ရန်အလွန်အရေးကြီးပါတယ်။ဤရာဝတ္ထုများသည်စကြဝဠာ၏အစောပိုင်းကာလများဓာတ်ဆင်းများမိသို့ဖန်တီးခဲ့သည်နှင့် Galaxy များမိသို့တည်ရှိလာခဲ့သည်ကိုကျွန်ုပ်တို့အားပြောပြပါတယ်။
ဤအန်မခန်းဝေရအရာဝတ္ထုများသည်နခတ်တိပန်ပညာရှိများအတွက်အဆုံးမရှိသောစူးစမ်းလေ့လာမှုနှင့်တုံ့လို့မှုသည့်အရင်အမြင့်တစ်ခုအထည်တည်ရှိနေပါသည်။တလုံးတို့၏လူရွှဲချက်များကိုဖော်ထုတ်ခြင်းသည်ကျွန်ုပ်တို့၏စကြဝဠာအတွက်ကျွန်ုပ်တို့၏နေတာကိုပုံမကောင်းစွာနားလည်စေပါသည်။ကျဲတင်များသည့်စကြဝဠာ၏မဟာတပေါင်းစီရင်ကွန်းအဆုံးသတ်အဖြစ်မဟုတ်ဘဲအစသည့်အတွက်အုံမြင့်များအဖြစ်ဆောင်ရွက်ပါသည်။တကောင်တို့မှထလာသောကျက်စင်များသည်နောက်မျိုးဆက်ကျဲများနှင့်ကျိုများအတွက်ကုန်ကျန်များထလာပါတယ်။ထို့ကြောင့်ဤကျဲသေးများသည်တကယ့်ကိုစကြဝဠာ၏နေရာများ၏လှက်ပတ်မှုကိုသက်တည်ထူနေပါတယ်။တကောင်တို့၏ညင်းသက်သောတည်ရှိမှုသည်နခတ်သိပ္ပံပညာ၏မရေမတွက်နိုင်သောအံ့ဝဲရာများထဲမှတစ်ခုဖြစ်ပါတယ်။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။နောက်တစ်ချက်မှန်စားစရာအကြောင်းအရာတွေသိရဖို့ like နဲ့ follow လုပ်ထားဖို့မမေ့နဲ့နော်။အားလုံးပဲရန်သူမျိုး၅ပါးဘေးကကင်းလွတ်နိုင်ကြပါစေ။